Hello ရိုမန်လေးနဲ့တူတူပုံမြင်လေးတွေနားထောင်ကြရအောင်ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ရေတဲကလတခါကညအခါမှာမြောက်တကောင်ဟာစော်ကစားရင်ရေကန်လေးတစ်ခုအနာကိုရောက်ခဲ့တာပေါ့ရေကန်လေးတဲကြည့်မိလိုက်တော့ရေကန်ထဲကလာရိတ်ကိုမြင်တာပေါ့ကလေးတို့ရဲ့အဲ့ဒီမှာရင်မြောက်လဲအလန်တကြားလာရည်နေနေတယ်လို့ထင်သွားတာပေါ့မြောက်လဲချက်ချင်းပဲတောတဲ့အမြန်သွားပြီးလာရည်နေနေတဲ့အကြောင်းကိုပြောပြလိုက်တာပေါ့အဲ့ဒီမှာရင်အိတ်ဆက်အနားယူနေတဲ့တိရစ္ဆာန်တွေလည်းအလန်တကြားဖြစ်ကြရင်တစင်စကားတစင်နဲ့တတော်လုံးပြန့်နှံ့သွားလေတဲ့လာကြီးမရှိတော့ရင်ညာပိုင်းအလင်းရောင်မရမှာစိုးရင်ကြောက်ရွံ့ကြတဲ့တိရစ္ဆာန်တွေရှိသလိုတော်ကြီးပျက်စီးသွားမယ်ကဘာကြီးပျက်စီးတော့မယ်လို့ကောလာဟာလာတွေပြောတဲ့တချို့တိရစ္ဆာန်တွေကြောင့်ကြောက်လန့်တကြားရှိတဲ့လူတွေလည်းရှိကြတာပေါ့ကွယ်စင်တွေကသူ့ရဲ့နှမောင်းတွေနဲ့ကန်ထဲကရေတွေကိုစုပ်ယူပြီးအပြင်ကိုခတ်ကြတာပေါ့မြေခွေးတွေဘဝွန်တွေကလည်းရေမြောင်းတွေဖောက်ကြနဲ့မြောက်အုပ်ကလည်းကျိုးတွေရှာကြတာပေါ့ညာပိုင်းမှာအစာချထွက်လေးရှိတဲ့ဇီးကွက်ကြီးဟာအစာချပြီးပြန်အလာမှာတတော်လုံးအလုံးရှုပ်နေတာကိုမြင်တော့အံ့ဩတာပေါ့ကလေးတို့ရဲ့အဲ့ဒီအကောင်တွေဟာညာပိုင်းအိတ်ဆက်တဲ့တရားဝါတွေဆိုတာသူသိတယ်လေအခုမှထူးထူးခြားခြားတတော်လုံးအလုံးရှုပ်နေပုံထောက်ရင်တခုခုတော့ထူးခြားနေပြီတေချောင်စုံစမ်းမှပဲဆိုပြီးတော့ရုံကလေးကိုမေးကြည့်လိုက်တယ်အဆွေယုံတောထဲမှာဘာတွေဖြစ်နေကြတာလဲဗျအခါယုံကဒီတောကြီးကိုမပြက်စီးအောင်ထိမ့်သိမ်းထားတဲ့အရာကြီးတောဆက်ကရေကန်နဲ့နစ်နေလို့တယ်ဗျအဲ့ဒါကြီးအပေါ်ပြန်မရောက်ရင်ဒီတောကြီးပျက်စီးသွားလိမ့်မယ်ဗျတောကြီးမပျက်စီးခင်သိမ့်စီရရှိတာအမြန်သိမ့်ကြပြို့လို့ဆိုတဲ့ဇီးကွက်လည်းဘာမှရေမသိရတာကြောင့်တခြားတယောက်ကိုမေးမယ်လို့စဉ်းစားပြီးတောဝက်ကြီးကိုသွားမေးလေတဲ့အဆွေတောဝက်တောထဲမှာဘာတွေဖြစ်နေတာလဲဗျမကောင်းဆိုးဝါးတွေကဒီတောကိုတိမ့်ပိုက်လိုက်လို့ဒီတောကြီးညဆိုအလင်းရောင်မရတော့ဘူးတဲ့ဗျရေကန်ထဲမှာတော့မကောင်းဆိုးဝါးတွေကိုနိုင်နေဆိုတဲ့သူရေနစ်နေတယ်လို့အချို့တွေကပြောပြီးသွားစေကြတယ်အဲ့လိုပဲတောဝက်ကြီးကဇီးကွက်ကိုပြောပြန်နေဇီးကွက်ကလည်းမတင်မကျစကားတွေဟာစစ်မှန်သောနီလန်းကိုမပေးနိုင်ဘူးဆိုတာသိတာကြောင့်ပြဿနာရဲ့အရင်းမြစ်ဖြစ်တဲ့တောဆက်ကရေကန်လေးကိုတွားကြည့်မှတင့်တော်မယ်လို့တွေးမိလေတဲ့ဒါကြောင့်ရေကန်စီထွက်လာခဲ့တာပေါ့ရေကန်လေးစီရောက်တဲ့ဆိုရင်ပဲရေတွေခတ်နေတဲ့စင်ကြီးကိုအဆွေစင်ရေကန်ထဲကရေတွေကိုဘာလို့ခတ်နေတာတုံးဗျအဲ့လိုမျိုးမေးလိုက်တဲ့စင်လဲမသိပါဘူးကွာမြောက်ကရေအကုန်ခတ်ပေးပါဆိုလို့ခတ်ပေးနေတာဗျာလို့ပြန်ဖြေလိုက်တယ်။မြောက်ကိုသွားမေးတော့မှလာကြီးရေနစ်နေတဲ့အကြောင်းကိုဇီးကွက်ကသိရတာပေါ့။အဖြစ်မှန်ကိုသိရတော့ဇီးကွက်ကလည်းအာဘဒရရီမောလေတဲ့။ကျုပ်အစာရှာထွက်တဲ့တလျှောက်လုံးလာကကျုပ်နဲ့အတူလိုက်နေတာဗျာ။ခမည်းတော်ကောင်းငင်ပေါ်မောကြည့်လိုက်ကြပါအောင်လို့ပြောလိုက်တော့မှတခြားတိရစ္ဆာန်တွေလည်းကောင်းငင်မော်ကလာကြီးကိုတတိထားမိကြတာပေါ့။အဲ့တော့မှရေကန်ထဲကလက်ဟာအရေးဆိုတာသူတို့သိသွားကြလေတဲ့ကလေးတို့ရဲ့ပုံမြင်လေးကိုတော့တီတီလေးဒီနေရာမှာပဲအဆုံးသတ်လိုက်တော့မယ်နော်တကယ်တော့ကဘာမှာလူတော်တော်များများဟာကိုယ်တိုင်မမြင်မကြုံတွေ့ရပဲတခြားလူတွေပြောစကားနဲ့တင်လမ်းဆုံးရောက်နေကြတယ်ကလေးတို့ရေကိုယ်တိုင်လေးလာပြီးကိုပိုင်ညံနဲ့ပိုင်းခြားကြည့်ဖို့တော့မေးလျော့နေတင်ဘူးနော်ကလေးတို့လည်းတီတီလေးရဲ့စိတ်ကူးပုံမြင်လေးတွေကဇီးကွက်ကလေးကိုအတူယူရမယ်နော်ပုံမြင်လေးကတော့ဒါပါပဲရှင်ညာတိုင်းပုံမြင်ကောင်းလေးတွေတင်ဆက်ပေးဝမှာဖြစ်တဲ့အတွက်ကြောင့်တီတီလေးရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ကြနဲ့ဦးနော်